မင်းကလေးတယောက်ဟာသူမရဲ့ What Moonlight နဲ့မင်္ဂလာတက်ပုံရိုက်ကူးပြီးနောက်ဘာမှမဖြစ်တယ်လို့ပဲသူမရဲ့ချစ်သူအိမ်ကိုပြန်လာခဲ့ပါတယ်။ဒါပေမဲ့အရင်လိုတကားခောက်တဲ့အခါအတွင်းကနေသဘောကျတဲ့လှုပ်ရှားတန်လည်းမကြားရတော့ဘူးချစ်သူရဲ့နှွေးထွေးတဲ့ပြန်လဲတုံ့ပြန်မှုလည်းမရှိတော့ပါဘူး။ဒီလိုဖြစ်တာကိုမြင်ပြီးမင်းကလေးရဲ့စိတ်ထဲမှာတန်တရားနည်းနည်းပေါ်လာပြီးချက်ချင်းဖုန်းထုတ်ပြီး message ပို့လိုက်ပါတယ်။ဒါပေမဲ့ဖုန်းမျက်နှာပြင်ပေါ်မှာချစ်သူကသူမကိုပွားလှုပ်ထားတာကိုတွေ့လိုက်ရတဲ့အခါသူမအလွန်တုန်လှုပ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်နောက်အခြေအနေတကယ်ကြီးမားနေပြီဆိုတာမသိသေးဘူး။အလွန်စိတ်လှုပ်ရှားပြီးချက်ချင်းဖုန်းခေါ်လိုက်ပေမဲ့ဖုန်းချိတ်သွားတာနဲ့တပြိုင်နက်သူကချက်ချင်းဖြတ်လိုက်ပါတယ်။ထပ်ခေါ်တော့လည်းမထူးဘူး။တစ်ဖက်မှာတော့အဲ့ဒီယောက်ျားကမတွန်းဆုပ်ပဲဆမ်ခါကိုဖယ်ထုတ်ပြီးအမိုက်ထဲပစ်ချလိုက်တယ်သူမနဲ့ဆက်နွယ်မှုအားလုံးကိုဖျက်ချင်တယ်လို့ပဲမဖြစ်နိုင်တော့တဲ့အခြေအနေထဲမှာမင်းကလေးကအိမ်စီမံခန့်ခွဲရေးကိုခေါ်ပြီးတကားဖွင့်ခိုင်းလိုက်ပါတယ်အိမ်ထဲဝင်လိုက်တဲ့အခါသူမအလွန်အံ့ဩသွားတယ်အိမ်ထဲမှာဘာမှမကြံတော့ဘူးသူမရဲ့ချစ်သူရဲ့ပစ္စည်းတစ်ခုတောင်မရှိတော့ဘူးတခါမှမနေခဲ့တယ်လို့ပါပဲစပွဲပေါ်မှာ envelope တစ်ခုသာကျန်ခဲ့တယ်သူမအနှဲငယ်တုံ့လုပ်ပြီးလှမ်းယူဖွင့်ကြည့်လိုက်တဲ့အခါအထဲမှာသူမနဲ့သူမရဲ့ What Moonlight ရဲ့အနီးကပ်တဲ့ပုံတွေပါရှိနေတယ်အဲ့ဒီအချိန်မှသာသူမနားလည်လာခဲ့တယ်ဘာကြောင့်သူမရဲ့ချစ်သူကအရင်တုန်းကလိုမဖြစ်တော့ပဲအေးဆက်နေခဲ့တာလဲဆိုတာကိုသူကသူမရဲ့တစ္ဆာဖောက်မှုကိုတီးပြီးသားဖြစ်နေခဲ့တာပါမင်္ဂလာမတိုင်ခင်တောင်သူမဟာသူမရဲ့ What Moonlight နဲ့ဓာတ်ပုံရိုက်ဖို့ရွေးချယ်ခဲ့တယ်ဓာတ်ပုံထဲမှာသူမအရန်ပြောနေတယ်လို့ပဲဒါပေမဲ့အဲ့ဒီအပြုံးတစ်ခုချင်းစီဟာချစ်သူရဲ့နှလုံးကိုတစ်စိတ်တစ်ပိုင်းချင်းဖျက်ဆီးနေခဲ့တာပါအပြင်ကသူနဲ့ဖုန်းလာတိုင်းလဲသူမကအကြောင်းပြချက်လုပ်ပြီးအိမ်ကထွက်သွားတတ်ခဲ့တယ်ဒါကိုမြင်ရတာနဲ့ချစ်သူရဲ့စိတ်ကပူပြီးနာကျင်လာခဲ့တယ်နောက်ဆုံးမှာတော့သူ့ရဲ့နှလုံးလုံးဝကျိုးပြတ်သွားပြီးဒီနေရာကိုစွန့်ခွာပြီးနိုင်ငံခြားသွားဖို့ဆုံးဖြတ်လိုက်တယ်တနေ့မှာမင်းကလေးကအမေဆေးရုံတက်နေလို့တွားကြည့်ရမယ်လို့ပြောလာခဲ့တယ်။ယောက်ျားကညပိုင်းမှာတယောက်ထဲသွားတာမလုံခြုံဘူးလို့ပြောပြီးလိုက်ပို့မယ်လို့ပြောပေမဲ့သူမကညင်းပြီးထွက်သွားခဲ့တယ်။ဒါပေမဲ့သူမထွက်သွားပြီးနောက်ယောက်ျားကသူမရဲ့အမေကိုဖုန်းခေါ်မိလိုက်တော့အမေကလုံးဝမဖြစ်ပဲကောင်းကောင်းနေတယ်ဆိုတာသိလိုက်ရတယ်။နောက်ပိုင်းမှာတော့သူမနဲ့ What Moonlight ရဲ့တပ်ပုံတွေကိုလက်ခံရရှိခဲ့ပြီးအဲ့ဒီအချိန်မှာသူ့ရဲ့နောက်ဆုံးမျှော်လင့်ချက်တောင်ပြိုကွဲသွားခဲ့တယ်။သူငြိမ်ငြိမ်လေးပဲသူ့ပစ္စည်းတွေစုစည်းပြီး9ရက်ကြာမှဒီနေရာကိုအပြီးပိုင်ထွက်ခွာဖို့ဆုံးဖြတ်လိုက်တယ်။ညအချိန်မှာမင်းကလေးပြန်လာတဲ့အခါယောက်ျားကအယက်မူးနေပြီးသူမကသူ့ကိုဂယုစိုက်ပေးပြီး hangover soap တောင်ချက်ပေးခဲ့တယ်။ဒါကိုမြင်တဲ့အခါယောက်ျားကပိုပြီးစိတ်ရှုပ်ထွေးသွားခဲ့တယ်။တစ်ဖက်မှာသူမကအယံဂယုစိုက်နေတယ်။တစ်ဖက်မှာတော့သူ့ကိုတစ္ဆာဖောက်နေတယ်။နောက်ထပ်ဘာဖြစ်မလဲ။သိချင်ရင်တော့ like လုပ်ပြီးဆက်လက်ကြည့်ရှုလိုက်ပါ။